အားလုံးပဲဝက်ချက်တော့ကိုအမြဲပြင်ဆိုင်ကနေပဲမှာမစားကြနဲ့တော့အိမ်မှာပဲလှုပ်စားကြည့်ကြရအောင်တန်ရှင်းမှုရှိပြီးအရန်စားလို့ကောင်းပါတယ်19000ဘိုးကိုဝက်ချက်တော့၄ချောင်းရပါတယ်ညာဘက်ကဟာကရှေ့ချက်တော့ဘယ်ဘက်ကနောက်ချက်တော့ပါဘာကွာလဲဆိုတာသိလားမိဖို့နဲ့အရင်မိပေးမယ်ဒီလိုလှုပ်ခြင်းကအမွှေးမြင့်တွေကိုပြောင်းစေတဲ့အပြင်အနံ့ကိုလည်းရှော့ချပေးပါတယ်မဟုတ်ဖို့ဆိုတာတဲ့ရင်တွေထည့်ပြီးမိနစ်20လောက်စိတ်ထားလိုက်ပါဒါဆိုပို့ပြီးတန်ရှင်းရလွယ်ကူပါတယ်ဘာလို့လို့နဲ့ဟင်းချက်နီဗီဒီယိုပေါင်း2000ကျော်တော့မျှဝေပြီးသွားပြီလူကြီးမင်းတို့ရဲ့အသေးလေးကိုအခုချိန်ထိမရသေးပါဘူးတကယ်ကိုကန်ဆိုးတာပဲဗျာဒီနေ့တော့အသေးလေးပြီးသွားပြီပါနော်တောင်းဆိုပါတယ်နော်စီးထားတဲ့ဝက်ချက်တောက်တွေကိုရေးထည့်ပြီးမိဖို့ပေါ်တင်လိုက်ပါညှိနှံပြောင်းလို့အရေးသွေးမြင့်အရက်ဖြူထဲပွက်တဲ့အခါထွက်လာတဲ့မြုပ်တွေကိုဇွန်းနဲ့ခတ်ထုတ်ပစ်ပါမယ်3မိနစ်လောက်ဆက်ပြုတ်ပြီးရင်တွေနဲ့ပြန်စီထားလိုက်ပါအိုးရဲစီနေငယ်ထဲတကြားကလေးတွေထဲရေပကံလုံးတဝက်ထဲတကြားအရေးပြောတဲ့အထိတဲပြီးရင်မီးအလေလန်နေထားနဲ့ဆက်မွေနေပါမယ်ဒီလိုအနီရင်ရင်အယောင်ဖြစ်လာပြီဆိုရင်မီးပိတ်ပြီးအိုးမကတ်အောင်ပွက်ဆူအောင်တဲထားတဲ့ရင်တွေးပူကိုလောင်းထည့်ပါမယ်ပြီးရင်ဝက်ချက်တောက်ထဲကြက်တုံမိတ်ဂျင်းငရုတ်သီးကြောက်ထဲဟင်းကပ်အမွှေးချိုင်ထုတ်ထဲပါဘဲငှက်ပြားရီတစ်စုံထဲခ ्यू စီစုံတစ်ဝက်ထဲပဲပီဆက်စုံတစ်ဝက်ထဲဘဲငှက်ပြားရီအနောက်အနေငယ်ထဲစားနဲ့ကြက်သားမုံအနေငယ်ထဲအရေးသွေးမြင့်ရက်ဖြူထဲပြီးမီးအေးလေးနဲ့မိနစ်50လောက်ထဲထားလိုက်ပါတူလေးနဲ့ထိုးကြည့်လို့အလွယ်တကူဆိုက်ဝင်သွားပြီဆိုရင်မီးပိတ်ပြီးအရသာပူကောက်အောင်နောက်ထပ်မိနစ်30နှက်ထားပါမယ်ကျွန်တော်ကတော့အေးခံပြီးမှအတုံးသေးလေးတွေဖျက်စားရတာပိုပြီးနှစ်သက်ပါတယ်အသားတုံးလေးတွေကနူညံ့ပြီးအရန်ကိုစားလို့ကောင်းပါတယ်လူကြီးမင်းတို့လည်းကြိုက်နေတတ်တယ်ဆိုရင်အိမ်မှာချက်စားကြည့်ကြပါနော်